မင်းကလေကွာရဲတွေကငါတို့အိမ်ကိုတကားလာမခေါ်မချင်းတရားဝင်နေကွာအဲ့ရှင်မင်းဆိုရမိမလေးတက်ဖြူကြောင်ဟန်ဆောင်တာတတိကိုလဲ့နေတယ်သိလားလား မင်းကိုအဲ့မိန်းကလေးကတကယ်ချစ်တယ်လို့မင်းကယုံကြည်နေတာကလေးလေးကငါ့ကိုဝေမဲ့လို့ချစ်တယ်လို့မင်းတို့ထင်နေတာအေးအဲ့ဒါဆိုလည်းကိစ္စမရှိဘူးကလေးလေးငါ့ကိုတကယ်ချစ်ဖို့ငါမှဝေတယ်အများကြီးရှိတယ်အေးအပေါ်ဆုံးကပတ်စံပဲဝယ်ပလိုက်မယ်တာသမီးဝေတရား Deviant think different.